တို့အားလုံးကလေရုံးကန်ရင်းနဲ့ပဲတနေ့ကြရင်ပျောက်ကွယ်သွားမှာမို့လို့ပျော်မဲ့အရာတွေကိုပို့ပြီးလှုပ်ပါကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုပေါင်ခတ်ပြီးတော့မထားပါနဲ့ဘယ်နေ့ဘယ်အချိန်ပျောက်ကွယ်သွားမယ်ဆိုတာကိုမသိနိုင်တာမို့ရှင်သန်နေချိန်ခဏလေးမှလေပျော်ပါစားပါပျော်ပါရီမောပါလူတန်းပါကိုညီဖေးမှာပါငိုတဲ့အခါတွေရှိသလိုစိတ်တက်ကြတဲ့အချိန်တွေလည်းရှိမယ်စိတ်ပြက်စရာကောင်းလိုက်တာလို့ပြောရင်းနဲ့ပဲရုန်းကန်နေရတဲ့အချိန်တွေလည်းရှိမယ်အတင်းတွေ့ကပ်နေတဲ့စိတ်တွေကိုလျှော့ချပါတန်ရောစင်တွေ့တာတွေကိုလျှော့ပါဒေါသစိတ်တွေဝမ်းနေစိတ်တွေကိုလည်းလျှော့ချပါလူတွေကလေခက်ခွာခွာနေရင်ကိုကလည်းခက်ကင်ကင်တာနေပြလိုက်ပါလူတွေကကိုတို့ဘဝထဲမှာတသက်လုံးရှိနေနိုင်ဖို့ဆွဲထားလို့မရနိုင်ဘူးလေအမြဲရှိနေဖို့ကလည်းကိုကလည်းဆွဲထားလို့မရပြန်ဘူးဆွဲထားမိရင်တော့ဘလောက်ကြာကြာရှိနေနိုင်ပါလေအားလုံးကလည်းကံပါတလောက်ပဲရှိမှာမို့လို့စူးစားရင်းနဲ့မောပန်းလာတဲ့အခါမှာခဏအနားယူလိုက်ပါရက်တန်လို့တော့မရဘူးပေါ့ဒါကြောင့်အမြဲတမ်းကိုမိုတီလေးတွေးပြီးကိုအားပေးစကားပြောရင်းနဲ့ကြိုးစားနေထိုင်ပါနော်